ပထမဦးဆုံးကျွန်တော်တို့ result လုပ်မဲ့ click ကို 0.6 စက္ကန့်လောက်အထိထားပြီးတော့ export လုပ်ပါမယ်ပြီးရင် result လုပ်ဖို့အတွက် Motion Ninja ဆိုတဲ့ application လိုပါတယ်အဲ့ဒါကိုကျွန်တော်ရဲ့ Telegram channel တို့မဟုတ် Chrome မှာတွားပြီးတော့ download လုပ်လို့ရပါတယ် Motion Ninja တွေကိုဝင်ပြီးတဲ့အချိန်မှာကျွန်တော်တို့ Smooth Slow-mo ဆိုတဲ့ဥစ္စာလေးကိုနှိပ်ရပါတယ်ပြီးရင် စောနောက်အောင် export လုပ်ထားတဲ့ click ကိုထည့်ပါမယ်အနီချောင်းလေးကိုကျွန်တော်ထားတဲ့နားမှာထားပေးပါပြီးရင်ကျွန်တော်တို့ speed ကို 40h ထားပါမယ် export လုပ်ပါMore edit ဆိုတဲ့ဥစ္စာကိုနှိပ်ပေးပါပြီးရင် click ရဲ့လေးပိုင်းတစ်ပိုင်းကိုကက်ကြီးကိုနှိပ်ပြီးတော့ဖြတ်ပြီးတော့ delete ပါမယ် click ကိုနှိပ် edit ကိုနှိပ်ပြီးတော့ speed ဆိုတဲ့ဥစ္စာကိုနှိပ်ပေးပါ curve ကိုနှိပ်ပြီးတော့ custom ကိုနှိပ်ပါပြီးရင်ကျွန်တော်လုပ်တယ်လို့လိုက်လုပ်ပေးပါပြီးရင် click ကိုနှိပ်ပြီးတော့ copy ကိုနှိပ်ပေးပါ edit ကိုနှိပ်ပေးပါ result ကိုနှိပ်ပေးပါအဲ့ဆိုရင်တော့ရသွားပါပြီ export လုပ်လို့ရပါပြီရလဒ်ကိုကြည့်လိုက်အောင် Chamar o Bi e vai pra casa.